မတို့ရင်ကန်ပေါ့နော်မူလကိုယ်တွေကနေဘယ်လိုယူမလဲပေါ့မတို့ပထမဦးဆုံးဆွဲထားရမယ်ပေါ့နော်ဒီလိုမူလကိုယ်တွေလေးတွေမဆွဲပြတ်ထားပြီးသွားရင်နော်စင်တီမီတာနီးရောလက်မနီးရောဒီမူလကိုယ်တွေလေးဆွဲပြီးသွားပြီဆိုလို့ရှိရင်ညီမကဒီလိုလေးဖြတ်ထုတ်ထားတယ်ဖြတ်ထုတ်ထားရင်ညီမရင်ကန်ကိုဘယ်လိုဆွဲမယ်ဆိုလို့ရှိရင်ညီမဒီမှာစာရွက်တရွက်ရပြီဆိုလို့ရှိရင်ညီမတို့ခါမြင့်တက်မှတ်လိုက်မယ်နော်ဒီလိုမြင်းပြောက်တစ်ကြောင်လေးဆွဲလိုက်မယ်ရင်ကန်ဖြစ်တဲ့အတွက်သူကအထဲမှာပဲဝတ်မှာလေညီမကခါအတိလေးပဲချုပ်မယ်ခါအတိလေးပဲချုပ်မယ်ဆိုတော့ညီမဒီဒါလေးကခါမြင်းလို့တတ်မှတ်လိုက်မယ်နော်အဲဆိုတော့ညီမဒီခါမြင်းလေးနဲ့သူ့ကိုအတက်လာထားပြီးတော့ဒီရှေ့ကျန်အပေါ်ပိုင်းကို copy လေးကူးလိုက်မယ်copy ကူးတဲ့အခါမှာညီမတို့ဒီမှာရင်အောင်အကြအမှတ်ကလေးတွေရင်မြင့်အမှတ်ကလေးတွေလေပင်ဆုံးတဲ့အမှတ်ကလေးတွေပေါ့နော်ဒါလေးတွေမှတ်ပေးရမယ်နော်ပြီးတော့ဒီမှာပခုံးတောက်ရှိမယ်ဒီဘက်မှာဒီလိုအမှတ်ကလေးမှတ်မယ်ဒီဘက်မှာလည်းပါရှိမလဲရင်မြင့်ဒီရင်အကွာလေးလည်းမှတ်မယ်ရင်အကွာညီမတို့ဘယ်လောက်ရှိလဲကိုရင်အကွာနဲ့ကိုပေါ့နော်ညီမဒီပတ်တက်မှာခွန်ခွဲရှိတယ်ခွန်ခွဲရှိရောညီမဒီမှာဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီမှာဒီဘက်ရင်မြင့်နဲ့ဒီဘက်ရင်မြင့်လေးကိုတစ်ချက်ဆက်ပေးလိုက်မယ်ဆက်ပေးလိုက်မယ်ဒါလေးကဘာလေးလဲဒါလေးရင်အောက်အမှတ်ကလေးပေါ့နော်အဲ့ဒီကရင်မြင့်မှညီမတို့ခဏကမှတ်ခဲ့တဲ့ရင်အကွာပေါ့နော် BP အမှတ်ကလေးဒီပုံလေးအတိုင်းပဲပြန်ကူးရမှာလေဟုတ်တယ်နော်အဲ့ဒါကိုခါမြင်းအထိဆွဲလိုက်မယ်ရင်ကွာလေးကိုခါမြင်းအထိဆွဲမယ်မတို့ဒီပုံလေးရပါရင်နော်ပြီးပါလို့ရှိရင်ညီမတို့ဒီပခုံးတောက်လေးနဲ့ရင်ထိတ်အမှတ်ကလေးနဲ့လိုလေးတွေဆက်ပေးရမယ်ဒါ copy ကူးတာနော်ပြီးတော့ညီမတို့ဒီရင်အောက်အကျလေးကိုဒီနာအထိညီမတို့တောက်ဆွဲမဲ့နာအထိဒီလိုရှည်ရှည်လေးမှတ်ထားလိုက်မယ်နော်ဒါဆိုလို့ရှိရင်ရှေ့ရှန်လေးကူးရတာကမပြီးပါဘူးလားပြီးသွားပြီနော်ဒီမှာဒီတောက်လေးကနော်ဒီတောက်အကွာဝေးလေးရှိသေးတယ်ညီမတို့ခါတောက်အကွာဝေးလေးကတစ်ဖက်ကိုဘယ်လောက်လဲတစ်ဖက်ကို1ခွဲဆိုတော့3 cm တစ်ဖက်ကို1ခွဲတစ်ဖက်ကို1ခွဲတစ်ဖက်ကို1ခွဲဆိုတော့3 cm နော်ဒါလေးမှတ်ပေးမယ်ကြလို့ရှိရင်ညီမတို့ဒီမှာလေပင်အကြမြင်လေပင်အကြမြင်လေးရှိမယ်ဒါဆိုရင်ဒါရှေ့တန်းလေး copy ကူးပြီးသွားပြီနောက်ချမ်းလေး copy ကူးမယ်နောက်ချမ်းလေးအတူတူပဲဒီမြင်းမှာခါမြင်းလေးကိုအညီရှပြီးပြီဆိုလို့ရှိရင်ညီမတို့တပတ်လေလုံး copy ကူးလိုက်မယ်နော်ဒီမြင်းလေးတွေမှတ်ပေးမယ်ပြီးတော့ဒီမှာဂျိုင်းလေးတွေဝိုင်းမယ်သူလိုက်လေးပဲပြီးတော့ဒီမှာပခုံးပေါ့စုံတဲ့မက်ကလေးတွေကိုတီရှာလေးမှတ်ပေးမယ်ဒီမှာရင်မြင်းလေးရှိမယ်အဲဒီတစ်ချက်မှတ်တော့ပေးမယ်နော်ပြီးတော့နောက်ရှန်တောက်ကဒီခါရဲ့တဝက်လေးညီမတို့ယူထားတယ်ခါရဲ့တဝက်သူကလည်းဒါတော့လဲ3 cm တောက်ပဲတိုင်းကြည့်လိုက်မယ်နော်ကိုကမတိကြဘူးဆိုလို့ရှိရင်ပြန်တိုင်းကြည့်မယ်ဒီမှာတွေ့ရင်မြင်းလေးတွေကိုတစ်ခါတည်းဆွဲပေးမယ်ဟိုဘက်ဒီဘက်ဒီမှာပတန်ထမဆွဲရှင်လို့ဒီလိုမျိုး copy ကူးလိုက်တယ်နော်ကိုရဲ့မူရင်းပတန်လေးကိုကတ်ထူလေးမှာဆွဲပြီးတော့မှဒီလိုမျိုး copy ကူးလိုက်တယ်ဒါဆိုရင်ညီမတို့ဒါနောက်ရှန်တောက်ကလေးရသွားပြီ copy
ကော်ဖီကူးတာလေးကပြီးသွားရင်နော်ဒီမှာညီမတို့အဲ့လိုလေးကော်ဖီကူးတာဒီလိုလေးရပါပြီကိုကခါအောက်ကိုပေါ့နော်ကိုကခါအောက်ကိုပေါ့နော်ခါနည်းလေးပေါ့ခတိကြီးမကြိုက်ဘူးဆိုလို့ရှိရင်လည်းဒီအောက်ကိုဘယ်လောက်ရှာလို့ရလဲကိုက2 cm ထိရှာလို့ရတယ်ညီမကတော့ဟိုဗလေရင်ကန်ဆိုတော့အတွင်းမှာပဲလေအပေါ်မှာတလွာကြံကြီးရထောက်ဖို့အောင်မှာဆိုတော့ညီမခါတိပဲချုပ်လိုက်မယ်နော်ဆိုတော့နောက်ရှာကဒီလိုသူ့ကိုဒီမှာတောက်လေးကူးရဲပေါ့နော်တပတ်လေးလုံးကူးရဲတောက်ကလေးကူးရဲထိရှာကကြောက်လေမကြည့်အကုန်ကူးထားရနော်မှားပြီဆိုလို့ရှိရင်ညီမတို့ဘာစလုပ်မလဲဆိုလို့ရှိရင်ဒီမှာဒီတောက်ကလေးကိုအရင်ကြည့်မယ်ဒီတောက်ကလေးကိုညီမတို့ရင်အကြလေဒါရင်အကြရင်ထိတ်အကြမြင်အထီကိုညီမတို့ဒီမှာတစ်ခွဲမလားတစ်ဖက်ကိုတစ်ခွဲတစ်ဖက်ကိုတစ်ခွဲရှိရဆိုလို့ရှိရင်သူ့အပေါ်ကိုလည်းတစ်ခွဲဒီလိုတဲ့လေးပေါ့နော်ရင်အကြမြင်နဲ့အဲ့ဒီအမြင်တောင်းနဲ့ကိုလိုအသက်လေးဆွဲလိုက်မယ်ဒီနှစ်ခုက3 cm ရှိရဆိုလို့ရှိရင်ဒီနှစ်ခုလည်း3 cm ရှိရဒါကိုဒီအတက်လေးဆွဲမယ်ပြီးကြလို့ရှိရင်ရင်အကြမြင်ထီကိုရင်ထိတ်ကနေနော်ရင်ထိတ်ကနေရင်အကြထီကဘယ်လောက်ရှိလဲတိုင်းကြည့်လိုက်မယ်ညီမ7ရှိရ7ရှိရဆိုလို့ရှိရင်ညီမတို့ရင်ဆက်ဝင်လေးက7ပတ်လေလေးဖြစ်နေမှာပေါ့လိုဝဝိုင်းလေးလေရင်ဆက်ဝင်လေးက7ပတ်လေဝဝိုင်းလေးဖြစ်နေမှာအဲဆိုတော့ညီမတို့ကရင်ကိုလည်းလုံကျင်တယ်ပေါ့နော်ရင်ကိုလည်းလုံကျင်တယ်ဆိုလို့ရှိရင်ညီမကအပေါ်ကို8 cmဒီကနေရင်ထိတ်ကနေအပေါ်ကို8 cm ယူလိုက်မယ်ပေါ်ဘလောက်ယူလိုက်မလဲညီမ1 cm တိုးလိုက်တယ်ပေါ့နော်ရင်အကြက7ရှိရဆိုလို့ရှိရင်ညီမအပေါ်ကိုရင်ကိုလုံကျင်တာဖြစ်တဲ့အတွက်1 cm တိုးလိုက်တော့8 cm ဖြစ်သွားတယ်ဒီမြင်းလေးမှာအရင်ယူလိုက်တယ်နော်တေချာကြည့်ပြီနော်ဘလောက်ယူလိုက်တာလဲ8 cmလို့8 cm ယူပြီးသွားဆိုလို့ရှိရင်ပေါ့နော်ဒီမှာဒီလို white ကလေးဆွဲမှာဒီလိုမျိုးလေးပြင်ကန်လေးကဒီလိုပုံစံလေးလာမှာပေါ့နော်အဲဆိုညီမတို့ဒီမှာဒီနားအထိပေါ့နော်ဒီနားထိဆွဲလို့ရဒီနားထိဆွဲရင်တော့ဒါရင်ညွန့်ကပေါ်သွားမှာနော်ဒီနားမှာပေါ့နော်ပေါ်ကို3 cm လောက်3 cm 4 cm 5 cm ပေါ့နော်ကိုဝိုးရဲမလောက်ပေါ့နော်ဒီနားလေးမှာဖောက်လို့ရတယ်လုံးချင်တယ်ဆိုရင်တော့3 cm 4 cm ဘယ်လောက်တက်လိုက်ပေါ့နော်မဘယ်လောက်တက်လိုက်မလဲညီမဒီရင်မြင်းအပေါ်4 cm လောက်တက်လိုက်မယ်လောက်တက်လိုက်လဲ4 cm နော်ပြီးပြီဆိုလို့ရှိရင်ညီမကဒီဟာလေးနဲ့ဒီမှာခဏက8 cm အပေါ်မှာမှတ်ထားတဲ့အမှတ်ကလေးနဲ့ဒီအမှတ်ကလေးရင်ဒီလိုလေးဆက်လိုက်မယ်ပေကွေးလေးကိုဒီလိုလေးပေါ့နော်ဒီလို white ကလေးဒီလိုပုံစံလေးလုပ်လိုက်ဒီလိုပုံစံလေးဒါဘာမှလည်းစားထုတ်သေးဘူးเนาะအရင် white ပြရเนาะညီမဒီမှာရင်အကြမြင်းကိုဒီကရင်ထိတ်အမကနေအောက်ကိုတိုင်းကြည့်လိုက်တော့7ရှိတယ်ဒီမှာလုံကျင်တာဖြစ်တဲ့အတွက်1 cm ပေါင်းလိုက်တော့8 cm ဖြစ်သွားတယ်အပေါ်ကိုယူလိုက်တယ်เนาะပြီးရင်ဒီဘက်ကိုလည်းညီမတို့ဒီမှာ8 cm ဆိုဒီဘက်ကိုလည်း8 cm ယူပေးမယ်ဒီပခုံးတောင်မြင်းလေးကိုယူတာเนาะဒီရင်ထိတ်အမကလေးကနေအပေါ်ကိုဘယ်လောက်လဲ8 cm 8 cm ယူပေးလိုက်တယ်အဲ့လိုလေးမှတ်ထားမယ်မပြီးသွားပြီဆိုလို့ရှိရင်ညီမဒီအောက်ကကိုအရင်လုပ်ပြမယ်ညီမတို့ရင်အကြအချီဒီမှာတောက်ကလေးဆွဲထားပြီးဒီရင်ထိတ်ကလေးနဲ့ဘယ်လိုမျိုးလုပ်မလဲဆိုတော့ဒီဘက်တစ်ဖက်ကိုဘယ်ဘက်ကကိုဒီလိုပြေးကွေးလေးကိုဒီလိုကန်ဒီလိုလေးကန်ညီမတို့ဒီကရင်ထိတ်ကလေးနဲ့လေဒီရင်ထိတ်ကလေးနဲ့ခဏကဒီမှာရင်အကြလေးနဲ့တွားပြီးတော့ဒီလိုလေးဆက်မှာဒီပုံစံလေးနောက်တစ်ခုကလည်းခဏကဒီလိုကိုင်းနေဆိုလို့ရှိရင်နောက်တစ်ဖက်ကိုဒီလိုကိုင်းဒီလိုလေးကိုင်းမယ်နော်ဒီလာဒီပုံစံလေးအဲ့လိုရပါပြီဆိုလို့ရှိရင်ညီမတို့ဒီနားလေးမှာပီကွေးလေးနဲ့ဖြီးပေးမယ်ဒီနားမှာတောင်းကြုံကြီးတွေမဖြစ်ရအောင်ဒီနားလေးမှာဘာလုပ်မလဲပြန်ပြီးတော့ဒီလိုဖြီးပေးမယ်ဒီတောင်းလေးတွေကိုလည်းပြန်ပြီးတော့ဖြီးပေးမယ်ဖြီးလိုက်နော်တစ်စိမ့်နဲ့စိတ်ကွာတာဘာမှမဖြစ်ဘူးနော်အဲ့လိုလေးဘောဝိုက်လေးဖြီးရမှာချုပ်တစ်ခါကြီးအဲ့လိုတောင်းကြုံကြီးမဖြစ်ရဘူးနော်ဒါလေးကိုပြန်ဖြီးထားပေးမယ်ပြီးပြီဆိုလို့ရှိရင်မန်ဒီနောက်ဆန်လေးကို
လိုလေးခောက်ချင်တာဖြစ်တဲ့အတွက်ညီမညက်ထုတ်လိုက်သူ့ရဲ့ဘေးပေါ့နော်ဘေးကိုဒီလိုလေးခောက်လိုက်ခောက်ပြီးတော့ရင်မြင်းချင်းချင်းတွားထိထားမယ်ရင်မြင်းဆိုတာဒီမြင်းလေးလေရင်မြင်းလေးတစ်ချက်ထိထားမယ်ထိပြီးပြီဆိုလို့ရှိရင်ညီမသူ့ကိုတိတ်ကလေးနဲ့ကတ်လိုက်ဒါခဏကတ်တာနော်ကတ်ပြီးပြီဆိုလို့ရှိရင်ညီမဘယ်လိုလုပ်မလဲဆိုတော့ဒီမှာနောက်ရှမ်းကိုတွားမယ်နောက်ရှမ်းလေးကိုညီမကဒီရင်မြင်းကနေပေါ့နော်ဒါရင်မြင်းနော်ရင်မြင်းကနေအောက်ကိုနော်ဒါကလေကိုယ်စိတ်ကြိုက်လေဒီလိုစောင်းချမှာဆိုတော့လေဒါကိုယ်စိတ်ကြိုက်ကိုကြရင်တော့ကြလို့ရတယ်နော်ညီမ5 cm လောက်ချလိုက်ရင်မြင်းကနေအောက်ကိုဘယ်လောက်ချလိုက်တယ်လဲညီမ5 cm လက်မနဲ့ဆိုရင်လက်မနော်5 cm မြင်းကလေးကိုဒီအတွင်းဘက်ကိုနည်းနည်းချီချီဒီလိုလေးတောင်းမှန်လေးဝင်ထားမယ်ပေါ့ဝင်ပြီးသွားပြီဆိုလို့ရှိရင်ညီမလုပ်ပြမယ်နော်ဒီမှာခဏက8 cm ဒီမှာတက်ထားတဲ့ဟာလေးကဒီရင်မြင်းပေါ့နော်ရင်မြင်းသားလေးကိုဖြတ်မယ်လိုလေးဒီနားမှာနည်းနည်းလေးဝိုက်မယ်နော်ဒီနားမှာနည်းနည်းလေးဝိုက်မယ်ဒီစားလို့ရှိရင်မကြည့်မတို့ဒီဘက်ကနဲ့တွားပြီးတော့နောက်ရှမ်းလေးနဲ့လေနောက်ရှမ်းလေးတွေမှာနည်းနည်းဝင်ထားရမလား1 cm လောက်လေးဝင်လာရတယ်တစ်ပဲဝင်လို့ရရနော်အဲ့နာလေးနဲ့ခဏကမတို့ဒီဟာလေးနဲ့တွားပြီးတော့ဒီလိုလေးတွားလုံးမနော်ဒီနားလေးဖြစ်သွားရင်ဒီလိုလေးရှေ့ချမ်းနဲ့နောက်ချမ်းကိုညီမကဟိုတညီတယ်လေးဖြစ်ရှင်လို့ဒီနားမှာတိတ်ကလေးကပ်ပြီးတော့အဲ့လိုယူလိုက်တာနော်ဒီနားမှာကိုယ်စိတ်ကြိုက်ဝဲလို့ရတဲ့ဒီရင်အကြက်မြင်အောက်ကိုလေဒီလိုချောပြီးတော့ဒီအောက်ထိကျသွားလဲရတယ်ဒါကိုရဲမလောက်ပေါ့နော်ဒီလိုလေးပြီးသွားပြီဆိုလို့ရှိရင်ညီမဒီမှာတောက်လေးစားပြမယ်ဒီရင်ဟိုပါပေါ့11အကြက်မှာကြတော့သူ့ခွာပြီးတော့ဒီဘက်ကို 0.5 ဒီဘက်ကို 0.5 စားပေးလိုက်မယ်လက်မနဲ့ဆိုရင်ဒီဘက်နဲ့စိတ်ဒီဘက်နဲ့စိတ်ပေါ့နော်ဒီလိုလေးရတာတစ်ဖက်ကို 0.5 စီနော်ဒါလေးကညီမတို့ညှက်ထုတ်ရမယ့်ဟာလေးပြီးသွားလို့ရှိရင်ဒီမှာရင်မြင်းမှာလည်းရင်မြင်းကိုဖွပြီးတော့ဒီဘက်ကို 0.5 ဒီဘက်ကို 0.5 လက်မနဲ့ဆိုဒီဘက်နဲ့စိတ်ဟိုဘက်ကိုနဲ့စိတ်ရင်ထိတ်မြင်းကလေးနဲ့သွားပြီးတော့ဟိုဘက်ဒီဘက်လုပ်ပေးမယ်ဆက်ပေးမယ်နော်ဒါလေးကညီမတို့နားနေတိတ်ကလေးနဲ့ကတ်ပြီးတော့စားထုတ်မယ်နော်ပြီးတော့ရင်အကြမှာလည်းတူတူပဲဒီဘက်ကို 0.5 ဒီဘက်ကို 0.5 ဒီလိုလေးလုပ်ပေးမယ်နော်ဟိုရင်ဘတ်အောက်မှာကြီးပေါ့အိုက်ကြီးမဖြစ်နေအောင်လို့ဒီလိုလေးတွေစားပေးတယ်ဒါလေးကဘာလုပ်ရမလဲညီမတို့ကတိတ်ကတ်မယ်ပြီးတော့ဒီမှာကြည့်ဒီပခုံးတောက်မှာဒါဘယ်လောက်စားမလဲဆိုတော့ပခုံးကဒီဘက်ကို1 cm လောက်လဲ1 cm လက်မနဲ့ဆို30အနေထားလောက်တော့ရှိမယ်ပေါ့နော်ဒါလေးကပါလေညီမတို့စားထုံမှာနော်ခဏနေပြီးတော့ဒီဘက်ကတစ်ဖက်ကိုလည်း1 cm ညီမပခုံးတောက်ကြိုမပိတ်ထားဘူးနော်ဒီတိုင်းလေးပြသွားတယ်လဲ1 cmပြီးသွားလို့ရှိရင်ညီမတို့ဒီမှာကြည့်ဒီအပေါ်ကနေဒီလိုစောင်းချလိုက်တာဖြစ်တဲ့အတွက်ဒီနားမှာအဆွေစားဖြစ်သွားနိုင်တယ်ညက်တဲ့ခါမှာလေအဆွေစားဖြစ်သွားနိုင်တယ်ဒီနားလေးမှာပေါ့တူအလဲနားလေးလောက်မှာဒီနှစ်ခုရဲ့အလဲနားလေးလောက်မှာပေါ့နော်ညီမတို့တူကိုလည်း 0.5 လောက်ထပ်စားပေးမယ်သူကိုမြင်းတစ်ချောင်းဆွဲပြီးတော့ဘယ်လောက်လဲ 0.5 လောက်ထပ်စားပေးမယ်နော်ဒီနားလေးဖြည့်ချန်လေးကဒီအနေထားလေးပေါ့
ဒါဆိုလို့ရှိရင်ဒါနောက်ရှမ်းသွားမယ်ပေါ့နော်နောက်ရှမ်းဆိုလို့ရှိရင်ဘာတွေလိုလဲဆိုလို့ရှိရင်ညီမတို့ဒီမှာဒီတောက်ရှိတယ်တောက်ရဲ့ညီမတို့ဒီဟိုဘက်ကိုတောက်ရဲ့ဒီဘက်ကို 0.5 ပေါ့နော်ဒီဘက်ကိုလည်းလောက်လဲ 0.5 ဟိုဘက် 0.5 ဒီဘက် 0.5 ကိုညီမတို့ဒီဘက်ခါရဲ့တောက်ကလေးနဲ့သွားပြီးတော့ဒီလိုလေးလောက်ပေးမယ်ဆက်ပေးမယ်နော်ဟာလေးတွေကဘာလို့ရမှာလဲညီမတို့အဲ့ဒါနေစားထုတ်ရမယ့်ဟာလေးတွေနောက်တစ်ခုကဒီအနောက်မှာဘာစဉ်းစားစရာရှိလဲဆိုတော့လေညီမတို့ကထုတ်တီးတတ်မလားထုတ်တီးတတ်မလားဇစ်တတ်မလားဇစ်ကလည်းနှမျိုးရှိတယ်အလားဇစ်တတ်မလားဒါမှမဟုတ်ဇစ်ပြောက်တတ်မလားဇစ်ပြောက်နဲ့ထုတ်တီးနဲ့ဆိုလို့ရှိရင်ဒီအတိုင်းချုပ်ယုံမယ်နော်ဒီအတိုင်းချုပ်စာထုတ်ပြီးချုပ်ယုံမယ်ညီမတို့အလားဇစ်တတ်မယ်ဆိုလို့ရှိရင်အလားဇစ်ကကြောပေါ်နေမှာလေအလားဇစ်ကြီးပေါ်နေမှာအလားဇစ်တည်ရမလားအဝါရောင်လေးတို့ငွေရောင်လေးတို့လေရွှေရောင်ငွေရောင်လေးတွေအဲ့ကြောသူကကြောဘလောက်အနေထားလောက်ရှိလဲဆိုတော့ဟိုပေါ့နော်1 cm ပဲထားပါတော့အဲ့လောက်အနေထားလောက်ပေါ့နော်သူရှိတယ်ရှိတော့ညီမကအလားဇစ်တက်မှာဖြစ်တဲ့အတွက်ညီမဒီမှာစားထုတ်ပေးမယ်အလားဇစ်မတက်တဲ့သူကစားထုတ်ကြမလို့တော့ဘူးနော်ညီမသူ့ကို 0.5 လောက်စားထုတ်ပေးမယ် 0.5 ဆိုတော့တစ်ဖက်စားလေနှစ်ဖက်ဆိုဟိုဘက်မှာတစ်ဖက်ရှိအောင်မှာတစ်ချမ်းရှိအောင်မှာဆိုတော့ဒါညီမတို့1 cm ပဲအဲ့ဆိုညီမသူ့ကို 0.5 လောက်ထပ်ပြီးတော့စားထုတ်ပေးမယ်စစ်ပြောက်တို့ထုတ်တီကွင်းတို့ထုတ်တီတတ်မယ်ဆိုရင်တော့ဒါစားဆက်မလို့တော့ဘူးနော်ဒီနားလေးတစ်ချက်ပေါ့နော်ဆွေးနောက်ချန်ကားတယ်မှာဒါလေးပြီးသွားပြီရှေ့ချန်ကဒီလိုလေးဒါကော်ပီမကူးရှင်ဘူးဆိုလို့ရှိရင်ညီမတို့ပက်တန်ဆွဲလိုက်တယ်ဆွဲပြီးသွားပြီဆိုလို့ရှိရင်ရှေ့ချန်မှာပေါ့နော်ညီမတို့ဒီလိုမျိုးလေးလုပ်ပေးမယ်ဒီနားလေးပဲပြောင်းသွားမှာဒီနားလေးဝိုက်လေးဆွဲပေးမယ်နော်ပေးကွေးလေးနဲ့လေဒီဘက်ကကိုဒီလိုပုံစံလေးဝိုက်တယ်ဒီညာဘက်ကအချမ်းကဒီလိုပုံစံလေးဒီနားလေးမှာညီမတို့အုံလာထဲမှာဖြစ်တဲ့အတွက်ဝိုက်ကလေးပေါ့နော်ပြီးလို့ရှိရင်ညီမဒီနားလေးမှာတောင်းကျလေးမဖြစ်အောင်ဖြည့်မယ်နော်ဒီနားလေးမှာညီမတို့ရင်အောက်မှာပေါ့နော်အဲ့ကြီးမဖြစ်နေအောင်လို့ညီမဟိုဘက်ကို 0.5 ဒီဘက်ကို 0.5 စားပေးရဲ့လက်မနဲ့ဆိုနှစ်စိတ်စီပေါ့နော်နှစ်စိတ်ဟိုဘက်နှစ်စိတ်ဒီဘက်နှစ်စိတ်စားပေးမယ်ဒီမှာလည်းတူတူပဲဟိုဘက် 0.5 ဒီဘက်ညီမစားလိုက်တယ်လက်မနဲ့ဆိုလို့ရှိရင်ဟိုဘက်ကိုနှစ်စိတ်ဒီဘက်ကိုနှစ်စိတ်အဲ့လိုစားပေးမယ်ဒီအပေါ်ပိုင်းမှာကျတော့ညီမတို့ဒီမှာကျတော့ပုံစံကိုစိတ်ကြိုက်ပေါ်လို့ရတယ်နော်ဒီလိုကကြီးပုံလေးပေါ်လို့ရတယ်ဒါမှမဟုတ်အခုလိုဒီလိုပုံစံလေးမဝိုင်းဘူးအရင်လဲရှုံမနေဘူးအဲ့ပုံစံလေးနောက်ပြီးတဲ့လေးလည်းရှိသေးတယ်ပေါ့နော်ဒါကြတော့ရိုးရင်ကန်လေးပေါ့နော်ဒီဟာလေးကိုအရင်ဆွဲကြည့်ပြီးတော့မှလိုက်ချုပ်မယ်ပေါ့နော်ဒီမှာညီမတို့ level အကျက်မှာလက်မသမားလေးဆိုလို့ရှိရင်လည်းဟိုဘက်ကို2စိတ်ဒီဘက်ကို2စိတ်ပေါ့နော်စားထုတ်ပေးမယ်ဒီမှာကြတော့ဟိုဘက်ကိုလက်မနဲ့ဆိုရင်4စိတ်ဒီဘက်ကို4စိတ်ပေါ့နော်လက်မသမားလေးအတွက်နော်လက်မနဲ့ဆိုဒီမှာကျွန်ညီမဘယ်လောက်စားထုတ်မလဲဆိုဒီမှာ2စိတ်3စိတ်လောက်ပေါ့နော်စားထုတ်လို့ရတယ်တောက်လေးထိုးပေးမယ်ပေါ့နော်ဒီဘက်မှာကြာလို့ရှိရင်ညီမဟိုဘက်ကို2စိတ်ဒီဘက်ကို2စိတ်လက်မနဲ့နော်ဒီမှာဆိုလို့ရှိရင်လည်းလက်မနဲ့ဆိုရင်2စိတ်အဲ့လိုလေးနော်ဒီရင်မြင်းကနေအောက်ကိုကနော်ဒါကိုစိတ်ကြိုက်ကိုကအရန်ကြီးမဝတ်ရဲဘူးဆိုလို့ရှိရင်3 cm ပေါ့နော်လက်မနဲ့ဆိုလို့ရှိရင်ဟိုပါပေါ့3 cm ဆိုတလက်မနဲ့6စိတ်လောက်ပေါ့နော်အဲ့လောက်လေးပေါ့နော်တလက်မကွဲနှစ်လက်မပေါ့အဲ့လောက်လေးချပေးလို့ရတယ်ဒါဆိုဖြတ်ပြမယ်နော်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ညီမဓမ္မဒါလေးကဘာဖြစ်သွားမလဲဒါလေးကရှေ့ချမ်းတစ်ဒါလေးကရှေ့ချမ်းမှာနှစ်ရှမ်းထွက်လာပေါ့နော်ဒါကိုညီမညက်ပြမယ်ညက်ခင်ညီမဒီရှေ့ချမ်းတောက်ရဲ့အလယ်လေးကိုဒီရင်ထိတ်အထိအရင်ညက်လိုက်မယ်ရင်ထိတ်အထိအရင်ညက်လိုက်မယ်ညက်ပြီးပြီဆိုလို့ရှိရင်မဒီတောက်လေးကိုပိတ်မယ်ရင်အကြရဲ့တောက်လေးကိုဒီအောက်ဆုံးကတစ်ဖက်ကိုလိုလေးညက်လိုက်ဒီကဖိတ်ကလေးနာပြီးရလို့ရှိရင်အဲ့တစ်ဖက်ကိုဒီဘက်တစ်ဖက်နဲ့တွားပိတ်ဒီလိုပုံစံလေးပြီးတော့တိတ်ကလေးနဲ့ကတ်
ဒါတစ်ချက်ပြီးပြီနော်ပြီးရင်ဒီကရင်မြင်းမှရှိတယ်ဒီကတောက်လေးကိုလည်းဒီရဲ့အောက်ဆုံးကလေးကိုခွဲရင်ထိတ်အထိလေးခွဲရင်ထိတ်အမက်ကလေးအထိလေးပြီးရင်ဒီဟာလေးကိုဒီလိုယူပြီးတော့အပေါ်နေနဲ့သွားပိတ်ဘာလို့မလဲတိတ်ကလေးနဲ့ကက်နှစ်ဆက်ပြီးပါပြီပြီးတော့ဒီလေပင်အကျဒီကိုလည်းဒီဘက်ကတစ်ဖက်ကိုဒီလိုလေးခွဲလိုက်မယ်ရင်ထိတ်ပြီးပြီးသွားလို့ရှိရင်ဒီဘက်ကလေးနဲ့တွားပြီးတော့ပိတ်တိတ်ကလေးနဲ့ကတ်မယ်နော်ဒီပခုံးနောက်ကြဘယ်လိုလုပ်မလဲဆိုတော့ဒီမှာဒီဟာကိုခွဲမယ်ဒီဘက်အထိတော့ပိတ်မယ်နော်ဆက်တော့ဒီဘက်ကလေးကိုခွဲမယ်ညီမတို့ဟိုးပဲ1 cm လောက်ထားတဲ့နားလေးထိတွားပြီးတော့ပိတ်သူရဲ့အလိုက်ကလေးပိတ်မယ်ညီမတို့ဒီဟိုပါပေါ့ BP ပေါ့ရင်ကွာအမက်ကလေးကိုတက်ကလေးနဲ့တေချာထိပြီးတော့နော်ဒီကိုတော့ပိတ်မယ်ဒီဘက်ကတွေကမညီသေးဘူးနော်မညီမှာမဟုတ်မညီလဲရရနော်တိတ်စားမရှိဘူးပြီးမှညီမပြန်ပြီးတော့ဖြီးပေးမှဒီဟာလေးကိုလည်းတူတူပဲမယ်ဒီဘက်မှာတော့ပိတ်ပိတ်လိုက်တော့အပေါ်ကညီတော့လေမညီတော့အဲ့ဒါညီမဘယ်လိုပြန်လုပ်ပေးမလဲဆိုရင်ဒီမှာကြည့်ဒီကအရှိရှန်တစ်ကလေးကိုလည်းဒီလိုလေးပြန်ပြီးတော့ဖြည့်ပေးမယ်ဒီကအမက်ကလေးရင်ဒီကအမက်ကလေးရင်ကိုညီမတို့ဘာလို့မှပြန်ပြီးတော့ဖြည့်ပေးရမယ်နော်ပုံစံအသစ်နောက်ထပ်ဒီလိုလေးတိတ်တွေနဲ့ကတ်ထားလို့เนาะဒီမှာဖြီတဲ့ဟာလေးကတိတ်မမြင်ရတော့မင်းလုံးလေးမြင်နေဆိုတော့လေနော်ဒီလိုလေးပြန်ဒီနာကိုလည်းပြန်ဖြီမယ်လေဒီပုံစံအလိုက်လေးပဲဒီဘက်ကကိုလည်းပြန်ပြီးတော့ဘောဝိုက်ကလေးပြောင်းပြန်ဖြီပေးရမှာဒီဘက်အထိတ်အမှတ်နဲ့ဒီနာလေးမှာဒီလိုဝိုက်ကလေးဒီနားလေးတွေပြန်ပြီးတော့ဖြီးပေးရမယ်အကုန်ပါဖြစ်နေရမှာလဲဝဝိုက်ကလေးဖြစ်နေပြီးသွားလို့ရှိရင်ညီမဒီဟာကညီမတို့ပခုံးတော့လိုင်းလေးမလားညီမတို့အဲ့နောက်ခွဲထုတ်မှဖြစ်တဲ့အတွက်ဒီမှာကြည့်ရင်ထိတ်ကလေးတွေကဒီမှာခွဲထုတ်လိုက်ရင်ဒီမှာတွားပြီးတော့ရှင်နေမယ်အဲ့ဒါလေးကိုပြန်ပြီးတော့ဖြီးပေးမယ်အဲ့နာလေးကိုဒီမှာနောက်ကဖြီးပြမယ်နော်အခုအရင်ညက်ပြလိုက်ဒီဟာလေးတွေကလေဒီနားမှာလေအရန်ကြီးလေဟိုလိုဒီလိုကြီးကွေးနေလို့ဆိုပြီးတော့လေဒီလိုကြီးရှင်နေလို့ဆိုပြီးတော့အရန်ကြီးပေါ့နော်တွားပြီးတော့ဒီလိုကြီးပြန်မဖြီးရအောင်နော်ဒီလိုတဲ့ကြီးပြန်မဖြီးရအောင်တူအလိုက်လေးဒီနားမှာနည်းနည်းလေးပြည့်မဲ့ဆိုရင်တော့လေပြန်ဖြည့်မယ်ဒီနားမှာလေးလေအဲ့ဆိုညီမညှက်ထုတ်လိုက်ပြီးဒါပြည့်ခါကလေးအာတီပါလေမတို့ဒီဟာကျတော့ဒီမှာဒီဟာစားထုတ်ရအောင်မတောက်ကလေးခဏကျတော့အလေတဲခွဲထုတ်လိုက်တာဒီနားလေးတတိတာနော်ဒီနားလေးညီမတို့ဖြည့်ထားတာလေးပြပြလေးဖြည့်နေရမယ်ပြီးတော့ဒီကတောက်ထက်ကလေးရင်ထက်ကလေးကြည့်ပါပြီးတော့ညဒီဘက်ကလည်းတူတူပဲခါလေးကိုညီမဖြတ်ထုတ်လိုက်ပြီးပြီးရင်ဒီမှာခဏကတောက်ကြံလေးရဲ့ဒီဟာလေးကိုလည်းပြန်ပြီးတော့ညှက်ထုတ်နားလေးကိုနော်ခဏညင်အကြနားလေးမှာပြလေးညှက်လာပြီးတော့သူကဒီပုံစံလေးဖြစ်နေတယ်ပြီးတော့ဒီဘက်အရှိ center front လေးကိုလည်းဒီလိုလေးညှက်မယ်ဒီနားမှာနည်းနည်းလေးပဲဖြည့်မယ်နော်ပြီးသွားရင်ညီမဒီမှာအပေါ်ကအဝိုက်ကလေးကိုညှက်ထုတ်လိုက်တော့
ပြီးတော့ဒီဘက်ကပါလေဒီဘက်ဘေးကလေးဒါလေးကပါလဲညီမတို့ဒီဟာလေးကကြောက်လေညီမတို့ဒီဟာပါလေပခုံးတော့ပိတ်တဲ့ line ကလေးပေါ့နော်အဲ့ line လေးကိုညီမတို့ဒီမှာဟောပါပေါ့အေးကိုညှက်ထုတ်ရမညှက်ထုတ်ပြမယ်နော်ဒီမှာဒီလိုညှက်ထုတ်လိုက်တဲ့ခါကျတော့ဒီမှာချွန်မနေလားထိတ်လေးရနည်းနည်းလေးချွန်နေနော်အထိတ်လေးတွေကိုလေနည်းနည်းလေးဝဝိုက်ကလေးညှက်ပေးမယ်ဒီဘက်ကနေဒီလိုဝဝိုက်လေးအများကြီးစားမတော့ဘူးနော်နှစ်စိတ်လောက်လေးပေါ့နှစ်စိတ်ထိတ်ကလေးတွေကိုလေပြန်ပြီးတော့အဲ့လိုလေးဒါဆိုလို့ရှိရင်ညီမတို့ဒီမှာနော်ရပါတယ်တစ်ချမ်းနှစ်ချမ်းတစ်ချမ်းနှစ်ချမ်းရပါပြီအနောက်ချမ်းကတော့အများကြီးမရှိဘူးပေါ့နော်ဒါလေးပဲဒီမှာဒါလေးကိုဖတ်လိုက်မယ်ပြီးတော့ဒီမှာမာကစီအလတ်တမယ်ဒီနာတိပြီးတော့ဘေးကလေးဒီမှာကြောက်လေဒီတောက်ကလေးကိုလေဒီဘက်ကတောက်ကလေးကိုရှိုးဒီဘက်ကတောက်လိုင်းလေးကိုရှိုးလိုက်မယ်ဒီလိုလေးရှိုးလိုက်ရှိုးပြီးတော့ဒီဘက်မှာတော့တက်ကြည့်အားကိုအညီထားပြီးတော့ဒီဘက်မှာတွားပြီးတော့အဲ့လိုတစ်ခါတက်ကြည့်လိုက်ဆက်လိုက်တဲ့ခါမှာတွားချုပ်လို့ရှိရင်လည်းမညီဘူးလေဟဲ့လားဒီဘက် line နဲ့ဒီဘက် line ကညီတော့လားမညီဘူးဆိုတော့ညီမသူ့ကိုခဏတိတ်ကလေးနဲ့ကတ်လိုက်မကြည့်တွားပြီးတော့ချုပ်မယ်ဆိုရင်ညီမတော့မညီနိုင်ဘူးတဲ့လားအဲ့ဒါညီမပြန်ဖြီးပေးမယ်ဒီဘက်ကအမြင့်ကလေးနဲ့ဒီဘက်ကညီမတို့5 cm ရှာထားတဲ့နားလေးကိုတွားပြီးတော့ပြန်ပြီးတော့ဖြီးပေးမှာပါနော်စတန်ကသေးလုံးတော့မြင်ရတယ်ရမယ်အဲ့လိုလေးပြန်ဖြီးပေးရမယ်နော်ပြီးရင်ညီမညှက်ထုတ်လိုက်ပြီးညှက်ထုတ်ပြီးသွားလို့ရှိရင်ညီမဒါလေးကိုပြန်ခွဲလိုက်မယ်မခွဲဘဲနဲ့နော်မခွဲဘဲနဲ့လေတချို့ဟိုပါပေါ့ဟိုဟာကျဲဒီကွန်းလည်းမဟုတ်ဘူးဟိုဇစ်ပြောက်လည်းမဟုတ်ဘူးဘာလေးတက်လဲကျိုးလေးလေကျိုးလေးတက်ချင်တယ်ဆိုလို့ရှိရင်မတို့ဒီနားကိုပေါ့နော်ဒီဘက်ကို5 cm လောက်ပေါ့နော်ဒီကပါလေနောက်ချမ်းကြောလေလိုင်းကနေပဲဒီဘက်ကိုညီမတို့5 cm လောက်ဝင်ပြီးတော့ဒီမှာဖြတ်ချလိုက်လို့လည်းရအဲဆိုနောက်ချမ်းလေးကတရွက်လေးဖြစ်သွားမှာအဲ့ဒါတွေကနောက်မှပေါ့နော်နောက်မှရှုပ်ပြမယ်ညီမဒီဟာလေးကိုပဲရင်ချုပ်ပြမယ်ဒီမှာခွဲလိုက်တော့တူးဟာလေးကမှပေါ်တက်သွားပြီလေဒီဟာလေးကမှဒီလိုလေးအဲ့ဆိုညီမဒီတပ်စာကိုဖြတ်ထုတ်လိုက်တော့မယ်တို့တွေဖြတ်ထုတ်ပြီးသွားလို့ရှိရင်ညီမတို့တစ်ခါတည်းမှတ်မယ်နော်ဒီလိုအဆောင်လေးကဘာလဲအပေါ်လေဒီဟာကဘာလဲဒါကကြတော့သူကဘေးအချမ်းပေါ်မှာဘေးအချမ်းကိုမှဘာအချမ်းလဲအနောက်ချမ်းဘေးလိုင်းကိုမှအနောက်ချမ်းဒီဘက်ကကျတော့ဘာဖြစ်သွားမလဲသူကစင်တာဘက်ပေါ့နော်နောက်ချမ်းကိုမှနောက်ကျောလေလိုင်းပေါ့ဒါစီပြီးဖြစ်သွားမယ်ဒါကြတော့ side back ပေါ့နော်သူကကြတော့ဘေးဟိုမှာသူကနောက်ချမ်း
ဒါနောက်ရှမ်းမှာတစ်ရှမ်းနှစ်ရှမ်းရမယ်ဒါဇစ်တက်မယ်နော်ဒါဇစ်တက်မယ်အစင်ဒါအလဲကပူရှုပ်ရမယ်ဟာဒါဘေးကွာမှတ်ထားလိုက်ပေါ့ဒီမှာနောက်ရှမ်းဘေးပေါ့ဒါကဇစ်တက်မဲ့ပဲပေါ့နော်အဲ့လိုလေးမှတ်ရမယ်ရှေ့ရှမ်းမှာကဒီလိုလေးရလာမယ်ရှေ့ရှမ်းမှာကဒါကကြတော့ဘေးအချမ်းကိုမှရှေ့ရှမ်းအဲ့လိုမျိုးလေးပေါ့ပထမဦးဆုံးချုပ်ရင်ကမားရတယ်လေအဲ့လိုလေးရလာမယ်ဒီလိုလေးဘေးနဲ့ဘေးဆိုဒီလိုလေးတွဲမှာသူကအဲ့လိုမျိုးလေးပေါ့ဒီလိုဒါဆိုလို့ရှိရင်ညီမတို့ရင်ကန်တချမ်းစာရလာတယ်နောက်တချမ်းရှိအောင်ပါလေဟုတ်တယ်မလားအဲ့လိုလေးတွဲချုပ်တော့လိုက်ဒီလိုလေးပေါ့တွဲချုပ်ရမှာနော်ဒါဟိုဘက်မှာတချမ်းရှိအောင်မယ်နော်ဒါညီမတို့တစ်ဖက်စာရပါပြီပေါ့ဒါလေးကနောက်ချမ်းနှစ်ချမ်းရှေ့ချမ်းနှစ်ချမ်းဒါလေးတွေကဘေးဟုတ်တယ်မလားအဲ့လိုလေးတိတ်နဲ့ကပ်ပြမယ်နော်အစာမညက်ပြခင်ညီမတိတ်ကလေးနဲ့ကပ်ပြမယ်သူကတကယ်ချုပ်မယ်ဆိုလို့ရှိရင်ဒီမှာဒီဟိုဟာလေးထိတ်ကလေးအရင်လာထိမှာပေါ့နော်ဒီလိုလေးခါလေးတွေအညီတွဲမယ်ပြီးကြလို့ရှိရင်ညီမတို့ဒီမှာဒီအကြအမတ်ကလေးတွေအညီတွဲမယ်ပင်လေးနဲ့ထိုးပြီးတော့ရှုပ်ကမှာပဲเนาะအဲ့လိုမျိုးချစ်ချမ်းလေးကိုပူးလိုက်ရင်ပေါ့နော်ဒီမှာဒီမှာတော့ဒီရင်ထိန်ရင်းလေးတွေအဲ့လိုအညီလေးပူလိုက်လို့ရှိရင်မှာအုံလေးကတွတ်တူကိုထွက်နေရောဒါအုံတော်မထည့်ရတယ်လေဟုတ်တယ်မလားပြီးတော့ဒီမှာတော့ဒီမှာနောက်ရှမ်းလေးနဲ့တွဲလာလို့ရှိရင်လည်းဒီဟာမှာဘေးချင်းဘေးတွဲမယ်ပေါ့အဲ့လိုလေးနော်ဒီလိုလေးပါကိုဆွဲထားတဲ့ပဒံလေးကနော်ပုံထွက်လာမလားလဲလေဒီလိုမျိုးလေးလေပြန်ပြီးတော့ကတ်ပြီးတော့လေကိုကလည်းပဒံလေးပြန်စစ်လို့ရတယ်ဒါဆိုလို့ရှိရင်မတူအောင်လေးပေါ့နော်အဲ့လိုဒီလိုလေးဒီနားလေးရတယ်ဗါလေဒီလိုပီပီလေးကိုဝိုက်ပြီးဖြစ်နေရမယ်နော်ဒီမှာအချွန်ကြီးဖြစ်မနေရအောင်နော်အဲ့လိုမျိုးလေးဒါဆိုလို့ရှိရင်ဒါရင်ကန်လေးပေါ့နော်ရင်ကန်လေးပြီးသွားပြီပို့လိုက်တော့လေဒီလိုလေးလေဒါလေးကအခြေချမ်းလေးဒီလိုလေးဖြစ်သွားမှာဒီလိုလေး